မင်္ဂလာပါကိုစိုးကြီးကရှိုးလုံးလေးကကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲလူကြိုက်များပြီးလူသုံးများတယ်ဒါကြောင့်အယုံဆွဲရလေးကောင်းတဲ့ Honda Fit GT1 လေးကိုအယောင်းလေးတင်ပေးလိုက်ပါတယ်ခင်ဗျာကဲဤတော့ရန်ကုန်လိုင်စင်လေးနဲ့ရပါမယ်တောက်ရှော့အနက်လေးပါအခုမှရောက်တာပါကားလေးကစကပ်ပတ်လဲဒါကျွန်တော်အနောက်ဆိုလို့ရှိရင်လဲစပိုင်လာတွေပါသွားပါမယ်ခင်ဗျာကဲလူတကချစ်တဲ့ Honda Fit GT1 လေးပါကဲကာလာလေးကတော့တက်တိုင်ရောင်လေးပါခင်ဗျာကာလာလေးကတော့ရင်လေးပါကဲနောက်တစ်ချိန်ရောင်းဝယ်ပိုင်းမှာလည်းဒါကျွန်တော်တို့အရောင်းဝယ်တွတ်တဲ့ထဲမှာပါတယ် GT1 လေးပါကဲကျွန်တော်အတွင်းငန်းလေးတစ်ချက်ပြပေးပါမယ်ကဲဒါလေးကတော့အတွင်းငန်းလေးပါခင်ဗျာထိုင်ကုန်စုတွေပါနေနဲ့တန့်မယ်ကွန်းလေးပါဆိုလို့ရှိရင်လည်းmanual air ကွန်းလေးလည်းအေးပါမယ် audio ဘိုင်းတွေပါရပါမယ်ခင်ဗျာကီယာအဆောင်ပြုမရှိပါဘူး auto အမှန် 2 wheel လေးပါကဲဒါလေးကတော့ဒိုင်ခွက်လေးပါခင်ဗျာဒီဘက်မှာဆိုလို့ရှိရင်လည်းပါ window လေးပေါက်ပါပါမယ်မှန်ချိန်မိချိန်လေးသုံးလို့ရပါမယ်ကဲပေါ့ပါမိသားစု 4-5 ယောက်လောက်စီးကျင်တယ်เนาะမြို့ရင်း highway ထွက်လေးရပါတယ် Honda Fit GT1 လေးကအင်ဂျင်ပါဝါလေးကကျွန်တော် 1300cc လေးပါကဲအပေါ် dashboard လေးတွေပြပေးတာပါကွဲတာပဲ့တာမရှိပါဘူးခင်ဗျာကဲ model လေးကတော့2006ထွက်ပါတယ် engine power လေးကတော့ 1.3 ပါခင်ဗျာတောက်ရှော့အနက်လေးပါကဲဒါလေးကတော့နောက်ခန်းလေးပါကဲနောက်ခန်းဆိုလို့ရှိရင်လည်းမိသားစု 4-5 ယောက်လောက်ပေါ့လေးစီးလို့ရမယ်ကဲအပေါ်ပစ္စည်းအနေနဲ့လည်းလွယ်လင်းတကူရတယ်ဒါ Honda Fit လေးပါကဲဒါလေးကတော့နောက်ခန်းပါခင်ဗျာပစ္စည်းပါတင်မယ်ဆိုလို့ရှိရင်လည်းဒါတင်လို့ရပါတယ်ကဲ spare ဘိန်းကောက်ချိုင်းတော့လေးလည်းပါပြီးသားလေးပါနောက်ချန်ကင်းဆိုလို့ရှိရင်လည်းချိတ်တွေပါနေတန့်ပါမယ်ခင်ဗျာကဲဒီကားလေးကိုဒါစိတ်ပတ်ဝင်သားလို့အသေးစိတ်မေးမြန်းခြင်းနဲ့ဆိုလို့ရှိရင်ကိုမင်းရဲ့ Viber ဖုန်းနံပါတ်လေးဖြစ်တဲ့3999102042ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်399404053042ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကဲရောင်းချပေးမဲ့ဇီရန်လေးကတော့928သိန်းကိုညှိနှိုင်းပေးမှာပါ Honda Fit GT1 1006 1.3 တောက်ရှော့အနက်လေးပါခင်ဗျာကဲအင်ဂျင်ငန်းလေးကျွန်တော်တစ်ချက်ပြပေးပါမယ်ကဲဒါလေးကတော့ကျွန်တော် Honda Fit GT1 လေးရဲ့ဒါအင်ဂျင်ငန်းလေးပါခင်ဗျာကဲကျွန်တော်ရှော့ဖို့ပါညာလေးဒါသေချာလေးအပ်ပေးမှာပါအခုမှရောက်လို့ပါကဲ model လေးကတော့2006 engine power လေးကတော့ 1.3 ပါခင်ဗျာရောင်းချပေးမဲ့ဇီရန်လေးကတော့ကျွန်တော်928သိန်းကိုညီနိုင်လေးရောင်းချပေးမှာပါဝင်းချက်လက်ထက်ရီချက်အားလုံးအဆင်ပြေချောမွေပါမယ်ကဲကားလေးကိုစိတ်ပေါက်ဝင်သားလို့ကိုယ်တိုင်ကိုကြလာပြီးတော့ကြည့်ရှုမယ်ဆိုရင်ရန်ကုန်အရှိတကုံရစားတွေ1 way လမ်းမကြီး9ရက်ကွာရွှေပြည်လမ်းသွယ်ထိပ်လေးမှာကိုယ်တိုင်ကိုကြလာပြီးတော့ကြည့်ရှုလို့ရပါမယ်ခင်ဗျာကဲ Honda Fit GT1 လေးပါ model လေးကတော့2006 engine power လေးကတော့ 1.3 ထောက်ရှော့အနက်လေးပါခင်ဗျာရောင်းချပေးမဲ့ဇီရန်လေးကတော့928သိန်းကိုညှိနှိုင်းလေးရောင်းချပေးမှာပါငွေချန်လက်ထက်ရေးကြအားလုံးအဆင်ပြေချောမွေပါမယ်ကဲကျွန်တော်ကတော့ကိုမင်းပါခင်ဗျာအကုန်လုံးကိုကျေးဇူးတင်ပါတယ်